ကျွန်ုပ်ဤမာတိကကာလတန်ဖိုးအမျိုးမျိုးကိုပစိုးလဲကဖုန်ခါကာဖြင့်ကဘာထဲမှာနေလာခဲ့ပုံမြင်များစွာရတာခံရင်စာတုံးရင်ဖြင့်ကျမ်းမာခြင်းလည်းရှိပါခဲ့တီနာလဲခြင်းဖန်ခွက်တွင်း၌နေမင်းပျော်ကြပူပြင်းလှလဲရတရှာဖြင့်တောက်ပါခဲ့အိမ်မက်ဗရမများဈေးကစားရင်ကုံတွေရင်းဖြင့်နာဖျားခြင်းလဲကင်းပါခဲ့ပွဲတိုင်းကြော်သည့်ဒိဋ္ဌိအောင်စေဖြန့်ဝေပြီးတော့လောကတနေရာသစ္စာရက်ကွက်အသွားခတ်၍မမောခြင်းကိုဒိမ့်ပါခဲ့နောက်ဆုံးကြည့်လေမြေရီလေးမီဘုံတန်တီးတော်ခရီးမာယာထွေးတလာမှာငါဤနမင်းကြပြမြင့်ပြန်ခွာရက်ကြံစဉ်ရာဇဝင်လူတစ်ပင်နှင်းဆက်ချုံမြတ်သောအဖွဲ့အစည်းချွေးစည်းမတုတ်ခြေကုန်းတုတ်ပြီးကျွန်ုပ်ကိုစားအသက်များတာကစင်ကလေးအားကြွေခဲ့၏ကြပြဆရာရေချစ်သူဖြစ်ပါတယ်ကြပြရွတ်ဖတ်သူ YMMK ဖြစ်ပါတယ်အားပေးနားဆင်ကြကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် channel လေးကို like and subscribe နဲ့အားပေးဝန်းရံစေလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်